ကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးသူများမင်္ဂလာပါခင်ဗျာ။ခေတ်သက်တို့ရေရှေးတုန်းကဗိုင်ယိုနတီပြည်မှာပုံနာကြီးတယောက်ရှိခဲ့ပါတယ်။သူဟာမျိုးသမီးတွေရဲ့အကျင့်သီလနဲ့ပတ်သက်ရင်အရန်ကိုအစွဲလန်းကြည့်ပြီးထူးဆန်းတဲ့ယုံကြည်ချက်တစ်ခုရှိနေတဲ့သူပါ။အဲ့ဒီယုံကြည်ချက်ကတော့မိန်းကလေးတယောက်ကိုမွေးကလေးကယောက်ျားဆိုတာဘာလဲမသိအောင်မမြင်ဘူးအောင်ထိမ့်သိမ်းထားမယ်ဆိုရင်ဘယ်တော့မှဖောက်ပြန်မှာမဟုတ်ဘူးဆိုတဲ့အစွဲလန်းပဲဖြစ်ပါတယ်။တနေ့မှာတော့ပုံနာကြီးဟာလမ်းလျှောက်ရင်ဆင်းရဲတဲ့မိသားစုတစ်ခုကမိန်းကလေးငယ်တအုပ်ကိုတွေ့လိုက်ပါတယ်။သူဟာငွေပေးပြီးအဲ့ဒီကလေးမလေးကိုမွေးစားဖို့ခေါ်ဆောင်လာခဲ့ပါတယ်။ပုံနာကြီးဟာသူမကိုပြင်ပလောကနဲ့လုံးဝအဆက်အသွယ်ဖြတ်ပြီးယောက်ျားဆိုလို့သူတယောက်တည်းကိုပဲမြင်မှုအောင်နန်းတော်လိုတိုက်အိမ်ကြီးထဲမှာပိတ်လောင်ပြီးပြုစုပြောထောင်ခဲ့ပါတယ်။ဒါကိုပဲအန္နဗုဒ္ဓမျက်မမြင်ခဲ့သူပြုစုခြင်းလို့ခေါ်ပါတယ်။အချိန်လေးကုံတုံသွားတဲ့အခါမိန်းကလေးအရွယ်ရောက်လာပြီးပုံနာကြီးကသူ့ကိုဇနီးအဖြစ်လက်ထပ်လိုက်ပါတယ်။သူမကိုခုနှစ်ဆောင်တိုက်ခန်းရဲ့အပေါ်ဆုံးတက်မှာထားပြီးအိမ်ပေါ်အမျိုးသမီးတွေကလွဲလို့ဘယ်ယောက်ျားမှတိုက်ထဲပြီးမဝင်ပါဘူး။ပုံနာကြီးကိုယ်တိုင်လည်းတိုက်ထဲကိုဝင်ရင်ထွက်ရင်တိတိကျကျစစ်ဆေးပါတယ်။ဒါကြောင့်သူမရဲ့ခင်ပွန်းပုံနာကြီးကလွဲလို့တခြားယောက်ျားဆိုတာကဘာပေါ်မှာရှိမှန်းတော့မသိရှာပါဘူး။ပုံနာကြီးကနန်းတော်တွေကိုရောက်တိုင်းမိရဲ့ဇနီးကကဘာပေါ်မှာအကောင်းဆုံးအစစ်မှန်ဆုံးအဖြူစင်ဆုံးမိမပဲလို့ကြွားထုတ်လို့ရှိပါတယ်။ဒါကိုကြားတဲ့အခါဘောရိသက်ပညာရှိသူခမိန်ကပုံနာကြီးဒါသဘာဝကိုစန့်ကျင်နေတာပဲ။မင်းရဲ့ဇနီးကတကယ်ပဲသီလရှိမရှိလောင်းကြီးထက်ကြမလားလို့စိန်ခေါ်လိုက်ပါတော့တယ်။ပုံနာကြီးလည်းစိတ်ဆိုးမှန်သူနဲ့ငါရဲ့ဇနီးကကဘာပေါ်မှာအဖြူစင်ဆုံးမိမပဲလို့ပြန်ပြောတဲ့အခါစောင့်ကြည့်ပါအောင်ပုံနာကြီးရာလို့ပညာရှိသူခမိန်ကပြန်ပြောပါတယ်။ပညာရှိသူခမိန်ဟာသူ့ရဲ့တပည့်တွေထဲကဉာဏ်ကောင်းပြီးရုပ်ရည်ချောမောတဲ့ပုံနာလူလင်ပြူတယောက်ကိုပေါ်ပြီးအဲ့ဒီတိုက်ပေါ်ကအမျိုးသမီးရဲ့စိတ်ကိုမင်းရအောင်ဖန်ဆားရမယ်လို့တာဝန်ပေးလိုက်ပါပဲ။ပုံနာပြူဟာတိုင်နားမှာနေတိုင်းစောင့်တီးပြီးတချင်းဆိုကအမျိုးသမီးလေးရဲ့အာယုံကိုစတင်ဆွဲဆောင်มาတော့တယ်။ဒီနေ့မှာတော့အမျိုးသမီးလေးဟာစောင်းတန်ကြရာပြတင်းပေါက်ကနေချောင်းကြည့်ရင်ပုံနာလူလင်ပြူနဲ့မျက်လုံးချင်းစုံမိသွားပါတယ်။ပုံနာပြူကအဝေးကနေလက်ဟန်ချီရန်နဲ့ချီရေးဆူပြတဲ့အခါတခါမှမမြင်မှုရဲ့ယောက်ျားလူလင်ပြူရဲ့အလှမှာသူမဟာရုံးမထွက်နိုင်အောင်မိမောသွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာအိမ်ပေါ်တွေကနေတဆင့်လှုပ်ဝဲဆက်သွဲကြပါတယ်။ပုံနာပြူကငါအဲ့ဒီတိုက်ပေါ်ကိုတက်လာခြင်းတယ်လို့တောင်းဆိုတဲ့အခါအမျိုးသမီးဟာပုံနာကြီးကိုလိန်ညာပြီးလူလင်ပြူကိုခိုးသွင်းမှုအကြံတစ်ခုထုတ်လိုက်ပါတယ်။အဲ့ဒါကတော့သူမရဲ့ကောက်ခုံမှုကိုကြည့်ဖို့ပုံနာကြီးကိုမျက်စိမိတ်ခိုင်းထားဖို့ပါပဲ။ပုံနာကြီးအိမ်ပြန်ရောက်တဲ့အခါဇနီးဖြစ်သူအရှင်ကျမအရှင်ကိုရမ်းချစ်လို့မျက်စိမိတ်ထားတော့ကျမရဲ့ကခုံမှုကိုခန်းစားသိချင်တယ် အဲ့ဒီလိုပြောလိုက်ပါတယ်။ပုံနာကြီးမျက်စိမိတ်ထားတော့မှပဲပုံနာလူလင်ပြူကတိုက်ပေါ်ကိုတက်လာပါတယ်။အဲ့ဒီအချိန်မှာမျိုးသမီးကဒါဆိုအခုကျမအရှင်ကိုချစ်စနိုးနဲ့ရိုက်မယ်နော်အဲ့ဒီလိုပြောပြီးခြေရန်လက်ဟန်ပြလိုက်တဲ့အခါပုံနာလူလင်ပြူကပုံနာကြီးရဲ့ပါးကိုအားကုန်လွှဲရချလိုက်ပါတယ်။ပုံနာကြီးခမရမှာတော့သူဇနီးကချစ်စနိုးနဲ့ရိုက်တဲ့အထင်နဲ့သဘောကျနေရှာပါတယ်ဗျာ။နောက်တနေ့မှာသူ့ခမိန်ကပုံနာကြီးကိုတွေ့တဲ့အခါဟေးမနေ့ကမင်းမိမလက်ချက်နဲ့မင်းပါကြီးရောင်းနေပါလားလို့လောင်လိုက်ပါတယ်။ပုံနာကြီးကအလွန်အံ့ဩသွားပြီးမေးမြန်းတဲ့အခါမှာဘသူသိတာလဲမင်းဘလို့သိသွားတာလဲလို့မေးမြန်းတဲ့အခါမှာတော့ပညာရှိသူခမိန်ကတိုက်ပေါ်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့အဖြစ်မှန်အလုံးကိုရှင်းပြလိုက်ပါတယ်။ပုံနာကြီးဟာအိမ်ပြန်ရောက်တဲ့အခါဇနီးတွေကိုစစ်ဆေးမေးမြန်းပြီးသူမရဲ့လိန်ညာမှုတွေကိုသိသွားပါတယ်။အဲဒီအခါသူဟာအစွဲလန်းတွေကိုရှော့ချလိုက်ပြီးမိမရဲ့စိတ်ကိုအချုပ်နှောင်နဲ့တားဆီးလို့မရပါလားဆိုတဲ့အမှန်တရားကိုလက်ခံသွားပါတော့တယ်။ဒါကြောင့်ပြည်သက်ကြီးရေဒီဇက်တော်ကနေရရှိတဲ့သင်ခန်းစာကတော့အတင်းအကျပ်ထိန်းချုပ်ခြင်းထက်ကိုကျင်တရားနဲ့နားလည်မှုကသာပိုပြီးခိုင်မြဲစေတယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။